ကျွန်တော်မန္တလေးကစိုက်ရှာနေမျိုးမှာဘဝမှာအမှတ်တရတွေရှိတဲ့ထဲကကျွန်တော်ရဲ့အမှတ်တရလေးတစ်ခုကိုအစီလေးတစ်ပုဒ်ပြည့်ရေးထားပါတယ်အဲ့ဒီအစီလေးကမုံလာခြင်းပလင်းကလေးဆိုတဲ့အစီဖြစ်ပါတယ်အရှုပြလိုပါတယ်နာတော်တာရှင်ကြည့်ကြပါခင်ဗျာမုံလာခြင်းပလင်းကလေးမင်းတို့ကိုငါပြောပြရအောင်ပြီမုံလာခြင်းပလင်းကလေးတစ်ခုအကြောင်းဖြစ်သည်ငါတို့အိမ်တွင်ပလင်းကွန်တစ်ခုရှိသည်ထိုပလင်းကွန်သည်နောက်အခါတွင်ယခုငါပြောပြမည့်မုံလာခြင်းပလင်းကလေးဖြစ်လာသည်ပလင်းကလေးကအဖြူရောင်ဖန်သားကိုယ်တဲ့နှင့်ရှည်မျောမျော၄တောင်ပုံစံရှိပြီးအဝမှာစက်ဝိုင်းပုံစံဖြစ်သည်ငါပြောပြဦးမည်ငါဇနီးကငါ့ကိုတိတ်ချစ်မြတ်နိုးသောအချိန်ကာလတစ်ခုရှိခဲ့သည်ထိုအချိန်တွင်မုံလာခြင်းပလင်းကလေးကိုသူငါအတွက်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်ငါပြောပြဦးမည်ငါဇနီးကသူမကွယ်လွန်မီငါအတွက်ပြုလုပ်ပေးသွားခဲ့သောအောက်မွေပွေရာအရာဝတ္ထုတစ်ခုမှလည်းထိုမုံလာခြင်းပလင်းကလေးပင်ဖြစ်သည်ယခုအခါတွင်မုံလာခြင်းပလင်းခွန်နှင့်အတူငါတယောက်တည်းကြံရစ်သည်ငါဇနီးမရှိတော့သူမသည်ငါမသိနိုင်သောအခြားနေရာတစ်ခုကိုထွက်ခွာသွားခဲ့ပြီဆိုလိုသည်မှာသူမသေဆုံးကွယ်လွန်သွားခဲ့ပြီဆိုခြင်းပင်ဖြစ်သည်ငါသည်မပျော်ရွှင်နိုင်သောသို့မဟုတ်ပျော်ရွှင်ရန်တုတ်နှေးသောလူတစ်ယောက်ဖြစ်နေခဲ့သည်ထိုနေ့ကငါဇနီးသည်ဈေးသို့သွား၍မုံလာအုပ်တွဲကိုဝယ်ယူလာခဲ့သည်ပမုံလာတဝင့်ကိုဝယ်ယူလာခဲ့သည်ထို့အပြင်ငါကြိုက်နှစ်သက်သောမြေပဲသီးများကိုလည်းဝယ်ယူလာခဲ့သည်ငါသည်မြေပဲသီးများကိုအခွန်တချွတ်ချွတ်ခွာ၍ကလထိုင်မှာထိုင်ရန်ကြွတ်ကြွတ်စားနေခဲ့သည်ငါဇနီးသည်မိဖို့ကြောင့်ထဲတွင်မုံလာဥများကိုရှေးကြောတန့်စင်ကဓာတ်ဖြင့်လှိဖြတ်နေသည်ပမုံလာပွင့်ကိုအခက်အလက်ကလေးများလှိသည်ငါကရောင်ရဲတတ်သူဖြစ်သလိုအကောင်းကြိုက်တတ်သူလည်းဖြစ်နေပြန်သေးသည်မုံလာခြင်းဆိုလျင်မုံလာဥနှင့်အတူပမုံလာပဲပိုးသည်စရီတို့ကိုပါထည့်သွင်း၍ချင်းတဲဒီကိုမှငါကပို၍ကြိုက်နှစ်သက်သည်ဒီအကြောင်းကိုငါဇနီးကသိရှိထားပြီးဖြစ်သည်ဤကဘာ၌ငါအကြောင်းကိုငါကိုယ်တိုင်ထက်ပြီးလျင်အသိနားလေဆုံးမှာငါဇနီးပဲဖြစ်လိမ့်မည်ဟုငါထင်သည်ငါမိုက်မဲမှုငါအည်အချင်းငါအသုံးမကျဘုံငါကျွမ်းကျင်မှုငါရေတံငါမျက်ရည်ငါအချီအနှီးဖြစ်မှုအားလုံးငါဇနီးကတော်များများသိထားသည်ဟုငါထင်သည်ငါဇနီးသည်ငါထက်အတန်အသက်ကြီးပါသည်ထို့ကြောင့်ပင်သူ့ကိုငါကပို၍လေးစားချစ်ခင်မျက်နှိုးခဲ့သည်ထင်သည်ငါနားမထောင်တော့လဲငါမလိုက်နာတော့လဲငါကိုဆုံးမစကားဆန်းဆန်းမကြာပြောတတ်သူမှာငါဇနီးပင်ဖြစ်သည်ငါသည်ငါဇနီးကိုပိုင်ဆိုင်ရခြင်း၌အတိုင်းမသိဝမ်းမြောက်ရခြင်းဖြစ်ခဲ့ဘူးသည်တို့အားတွင်ငါတို့နှစ်ဦးသည်အခြားသောဇနီးမောင်နှံများဤသူခိုက်ရန်ဖြစ်ပွားစကားများခြင်းလည်းရှိတတ်သလိုတဦးနှင့်တဦးပြန်လည်တင့်မြတ်၍ဘဝထုတ်ပတ်ကိုကျင်လည်ကြမြဲဖြစ်သည်မင်းတို့ကိုငါပြောပြရဦးမည်ထိုနေ့ကငါဇနီးသည်ပြည့်ဖြတ်ထားသောမုံလာဥဖွေးဖွေးများကိုပလင်းကလေးဤဖာနာကိုယ်တဲ့သို့ဖဲ့သွင်းခဲ့သည်အကောင်းကြိုက်တတ်သောငါအတွက်ပမုံလာခက်ကလေးများကိုရောနှောဖဲ့သွင်းခဲ့သည်ငါဇနီးသည်
နန်းနဲ့စောတော်ပိုင်းထမင်းတအိုးချက်ရာကရရှိလာသောထမင်းကြီးကိုသိမ့်စီထားရမှပလင်းကလေးတဲ့သို့လောင်းထည့်ခဲ့သည်မုံလာခြင်းပလင်းကလေးကိုသူမစတင်ပြုလုပ်နေပြီထိုနေ့ရက်များသည်ငါဇနီးအတွက်နောက်ဆုံးရရှိသောနေ့ရက်များဖြစ်နေခဲ့သည်ကိုငါတို့မသိခဲ့ကြတို့ရာတွင်များမကြာမီ၌တေခြင်းတရားဤအမဲရောင်ရိပ်ကြီးသည်ငါတို့အိမ်ကလေးတည်းထိုးကြလာသည်ကိုငါတို့မသိချင်၍မရတော့ပြီမင်းတို့ကိုငါပြောပြရဦးမည်ထိုနေ့ကမုံလာခြင်းပလင်းကလေးကိုအိမ်ရှိဝိုင်းကွက်လက်ရှိနေရောင်ကြီးထဲတွင်သူမကထားရှိခဲ့သည်နနက်ခင်းပိုင်းကဖြူဆွတ်ဆွတ်မုံလာဥများသည်နေ့လည်ခင်းကိုကြော်လွန်လာခဲ့သောအခါဖြူရောင်မှဖြော့တော်စပြုလာခဲ့သည်ညနေဆောင်ချိန်ခန့်သို့ရောက်သောအခါမုံလာခြင်းပလင်းကလေးထဲတွင်လေပူပေါင်းကလေးများပလုံစီကားအပေါ်ရန်မျက်နှာပြင်သို့တက်လာသည်ကိုမြင်ကြရသည်မုံလာခြင်းပလင်းကလေးသည်တနာရီထက်တနာရီ10မိနစ်ထက်10မိနစ်ရှေ့ကိုပွားနေသည်ဆိုလိုသည်မှာမုံလာခြင်းပလင်းကလေးသည်သူ့ကိုယ်သူမုံလာခြင်းအဖြစ်သို့ရောက်ရှိရန်ကြိုးစားနေသည့်နယ်ပင်ဖြစ်သည်ညသို့ရောက်သောအခါငါဇနီးသည်မုံလာခြင်းပလင်းကလေးကိုမိဖို့ကြောင့်ကြောက်အိမ်မော်တွင်တင်ကားတိမ်ထားလိုက်သည်ငါသိသည်မချစ်မြင်မေပဲငါကောင်းစွာသိသည်မိဖို့ကြောင့်အမောင်တူတဲတွင်မုံလာခြင်းပလင်းကလေးသည်လေပူပေါင်းတို့ပလုံစီကားတက်နေလေဦးမည်လားမင်းတို့ကိုငါပြောပြရဦးမည်2ရက်3ရက်ခန့်အကြာတွင်ငါဇနီးပြုလုပ်သောမုံလာခြင်းပလင်းကလေးသည်မုံလာခြင်းပလင်းအဖြစ်သို့ကောင်းစွာရောက်ရှိလာခဲ့ပြီထိုနေ့ရက်များသည်ငါဇနီးစတင်နာမကျန်းဖြစ်သောနေ့ရက်များဖြစ်လာခဲ့သည်ငါသည်မပျော်ရွှင်နိုင်တော့ကြငါဇနီးသည်ထမင်းစားပွဲတွင်အခြားဟင်းအမဲများနှင့်အတူမုံလာခြင်းပလင်းကလေးကိုဖွင့်ကာဝါတူတစုံဖြင့်ညှက်၍ငါအားမုံလာခြင်းပဲအများကိုစားကြည့်ခဲ့သည်ဤမုံလာခြင်းပတ်ကလေးများထဲ၌ငါဇနီးသည်ငါအပေါ်သူအလိုက်လျောနိုင်ဆုံးနားအလယ်ပေးနိုင်ဆုံးနှင့်ထားရှိနိုင်ခဲ့သောတန်ရောစင်အလုံးတို့ပါဝင်နေခဲ့သလိုပင်ရှိသည်ဟုနောင်သောအခါငါပြန်လဲဆင်ခြင်မိအမှတ်ရမိခဲ့ပါသည်ထိုနေ့ကထမင်းပွဲမှာငါရခင်ကကဲ့သို့ကောင်းစွာညှိရှက်ခြင်းမရှိမော်လာကျင်ပတ်များကကောင်းစွာအရသာရှိပါ၏တို့ရတွင်ငါနှုတ်မမြိန်တော့နောက်ကြည့်သောနုနှစ်ရောင်အည်များတဲ့ကမော်လာကျင်ပတ်ကလေးများသည်ဖိုင်မကလေးတွေတွင်ငြိမ်သက်လျက်ရှိပါသည်ထိုနေ့ရက်ကစားတော့ခဲ့သောညစာသည်ငါတို့နှစ်ဦးအတူတကွစားတော့ခဲ့သောနောက်ဆုံးညစာပဲဖြစ်လိမ့်မည်မင်းတို့ကိုငါပြောပြရဦးမည်ငါသည်သူ့ကိုဆုံးရှုံးရတော့သည်နာမကျန်းသောငါဇနီးသည်ငါကိုသူ့အနီးအပါးမှာပဲနေစီခဲ့တော့သည်ဝေးဝေးတနေရာကကြေကွဲဝဲကောင်းသောဖရမ်ပက်မှုတ်တံကိုငါကြားရောက်မိသည်ညညဆိုလျက်ငါကောင်းစွာအိပ်စက်မရဆေးအရှိန်ဖြင့်မိမောကအိပ်ပျော်နေသောငါဇနီးသည်ဤမျက်နှာကိုကြည့်ကာငါအဆုံးအရှုံးမခံနိုင်ဖြစ်မိသည်တို့ရာတွင်မဖြစ်နိုင်ငါဇနီးဤခန္ဓာကိုယ်မှအသားစကိုထုတ်ယူ၍ဓာတ်ခွဲစစ်ဆေးကြည့်ခဲ့ပြီးဖြစ်သည်တို့ရာတွင်မဖြစ်နိုင်မင်းတို့ကိုငါပြောပြရဦးမည်မိဖို့ကြောင့်ကြောင်အိမ်ထက်တွင်တင်ထားသောမော်လာခြင်းပလင်းကလေးသည်ပို၍နောက်ကြည့်လာခဲ့သည်သူရှေ့ကိုဆက်သွားနေသည်ဖြူရော်အမြုပ်တို့ကိုဖြူရော်အမြုပ်တို့ထလာခဲ့သည်ခရိုင်းအနံ့စူးစူးကိုရသည်
ငါသည်မော်လာချင်းပလင်းကလေးဤအချီအနှိဖျဘုံကိုမြင်နေမိသည်ငါဇနီးကငါ့ကိုတိတ်ချစ်မြတ်နိုးသောအချိန်ကာလတစ်ခုကကြာရောက်လာခဲ့ပြီဝါကျင်ဖြော့တော့သောသူ့လက်ဖမိုးကိုကင်ကာပြဇတ်တစ်ပုတ်ထဲကတရုပ်ဆောင်သူငါနမ်းရှုပ်မိခဲ့သည်ငါလက်မောင်းကိုသူကတင်းတင်းဆုပ်ထားသည်ငါမင်းတို့ကိုပြောပြရဦးမုံလာခြင်းပလင်းကလေးသည်ရှေ့ကိုဆက်သွားမည်ညီမျိုးပါခင်